ချစ်ချင်တရားများငါမို့နေအမောင်ကဘာနေမှာလူသားအလုံးချစ်ကြမျောလင်းခြင်းနဲ့ဘမကောင်းပါဆိုင်ရောက်နေဒီကဘာကြီးမှာဆိုင်စင်းရဲ့ဒုက္ခဖြစ်ပြတွေ့ကြ